အားလုံးမင်္ဂလာပါအခုကျွန်တော်ရှင်းပြခြင်းတဲ့အကြောင်းကတော့ကျွန်တော်စကားပြောမှာသုံးလို့ရတဲ့ပုံစံလေးလေ့လာကြည့်အောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဆေးတွေပါတောက်တဲ့ခါမျိုးတွေမှာအစာစားပြီးမှတောက်အစာမစားခင်တောက်ဆိုတဲ့ပုံစံမျိုးကျွန်တော်သုံးလို့ရတယ်ဆိုရင်တောက်ဒီဆိုကျွန်တော်ဒီနေရာမှာ take နဲ့အသုံးပြုရတာပေါ့အဲ့တော့ take after eating ဆိုရင်အစာစားပြီးမှတောက်ပေါ့အစာမစားခင်တောက်ဆိုရင် take before eating ဆိုတဲ့အသုံးပြုလို့ရတယ် take before eating အစာမစားခင်တောက်ဆိုတဲ့ပုံစံမျိုးနဲ့အသုံးပြုလို့ရတယ်နောက်တစ်ခုကကျတော့ငါမှာအကိုနှစ်ယောက်ရှိတယ်ဆိုရင် I'm got two elder brothers ဆိုအသုံးမျိုးလို့ရတယ် I have got ကိုကျွန်တော်ချုံပြောလို့ချင်း I'm got two elder brothers ငါမှာအကိုနှစ်ယောက်ရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့အသုံးပြုလို့ရတယ်နောက်တစ်ခုကကျတော့ငါအလုပ်ရှာဖို့လိုအပ်တယ်ဆိုရင် I need to find a job I need to find a job က အဓိပ္ပာယ်ကငါအလုပ်ရှာဖို့လိုအပ်တယ်အဲ့တော့ဒီနေရာမှာက find a job ဆိုတဲ့အဓိပ္ပာယ်ကိုမှတ်ထားဖို့လိုတယ်ကျွန်တော်အလုပ်တွေပါရှာရင် find a job နဲ့အသုံးပြုလို့ရတယ်အဲ့တော့ပြန်ကြည့်မယ်ဆိုရင်ဆေးတွေပါအစာမစားခင်တောက်ဆိုရင်take before eating ဆိုအသုံးပြုလို့ရတယ်အစာစားပြီးမှတောက်ဆိုရင်တော့ take after eating ဆိုအသုံးပြုလို့ရတယ်ငါအလုပ်ရှာဖို့လိုတယ်ဆိုရင် I need to find a job ဆိုပြီးတော့အသုံးပြုလို့ရတယ်ဒါကြောင့်ကျွန်တော်ဒီစကားပြောတွေမှာလည်းသုံးလို့ရတဲ့ပုံစံလေးတွေပဲဖြစ်ပါတယ်ခင်ဗျအားလုံးပဲအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်